Hello, mình là ba. Lumosရဲ့ co-founder ဝန်ဝပုံပူကြောပါ So the medical veterinary အကြောင်းပြောနေရthe full ပဲပြီးသွားပြီthe full ပြီးသွားနောက်ဆုံးဟိုထိပြီးသွား Empress ထိပြီးသွားပြီပေါ့ဒါပေမဲ့ the high priestess ကို set ပြောဖို့မပြောပြတာဒီကြားထဲမှာတစ်နှစ်လောက်ဖြုတ်သွားတယ်ပေါ့ဆိုတော့ okay အခုက the high priestess Persephone နဲ့အကြောင်းပြောမယ် Persephone ကဘသူရဲ့သမီးလဲဆို Demeter ရဲ့သမီး Demeter ရဲ့သမီးသူကငယ်ငယ်လေးတွေကနေပြီးတော့ကောက်ကောက်မွန်မွန်ပြုစုပြောထောင်ပြီးတော့လုံးဝကလေးလေးလုံးဝ innocent child အနေနဲ့မွေးဖွားကြီးပြန်လာဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းကဘယ်လိုဖြစ်လဲဆိုတော့ Hades ပေါ့မြေအောင်နှစ်ဖေးသူကနေပြီးတော့ chicken ဆုံးမှတ်ပြီးတော့သူစော့နေတဲ့ပန်းချံမှာပဲအဲ့လိုမျိုးပြန်ပြေးဆွဲခံလိုက်ရတယ်ပြန်ပြေးဆွဲခံလိုက်ရတော့ဘာဖြစ်လဲဆိုတော့လုံးဝ innocent child နေကနေလုံးဝဒီ hell ရဲ့ပေါ့မြေအောက်အရှင်သခင်မအနေနဲ့နေရတဲ့အခါမှာအလှည့်ပြောင်းတွေအများကြီးဖြစ်တယ်အဲ့အလှည့်ပြောင်းတွေအများကြီးမဖြစ်ခင်မှာ Demeter ရဲ့သူ့သမီးကိုအရန်ချစ်တာ Demeter ရဲ့သူ့သမီးကိုအရန်ချစ်တဲ့အခါမှာကဘာမီအနှမ်းလိုက်ရှာရဲလုံးဝမတွေ့ဘူးအဲ့တော့ဘလို့လုံးဖြစ်လဲဆိုစိတ်ဆိုးပြီးတော့မိုးခေါင်ရေရှာအောင်နေလုပ်တယ်လုံးဝတီးနှံနေမဖြစ်ထွန်းအောင်လုပ်တယ်အဲ့ဒီအချိန်မှာတလောကလောနဲ့ဖျားရဝင်ရောက်ပြီးတော့ဖြန်မြေပေးရတယ်ပေါ့ဖြန်မြေပေးတော့ဘယ်လိုဖြစ်လဲဆိုတော့Persephone ပေါ့high priestess နာမည်အောင်မပြောမိဘူးဆိုတော့ Persephone အနေနဲ့ဒီ3လတခါပေါ့သူ့မိနဲ့တွားနေလို့ရတယ်ကျန်တဲ့ချိန်မှာဒီမြေအောက်ကဘာမှပဲနေမယ်ပေါ့အဲ့လိုမျိုးဖြစ်လာအဲ့အကြောင်းဒီကဘာမြေပေါ်မှာ12လရာသီရှိရယ် winters ကဒီ Persephone မြေအောက်မှာနေနေတဲ့အချိန်မှာဆိုရင်တီးနှံနေမဖြစ်ထွန်းဘူးစိုက်ပျိုးမြေမဖြစ်ထွန်းဘူးရာသီဥတုအရင်အေးခဲတယ်စသဖြင့်ဘာဖြစ်လို့ဆို Demeter ကရာသီဥတုနဲ့ဖျားမှာဟိုဆိုတော့ရာသီဥတုတွေကောက်ပဲတီးနှံနေမဖြစ်ထွန်းအောင်သူကအဲ့ဒီအချိန်မှာလုပ်တယ်အဲ့အကြောင်းဒီ winters ကာလမှာဆိုရင်မြန်မာနိုင်ငံမှာတော့ဆောင်းရသည်ပေါ့အဲ့လိုမျိုးတီးနှံမြေနေမဖြစ်ထွန်းတာအဲ့ဖြစ်တယ်okay Persephone အကြောင်းဆက်လိုက်အောင် Persephone သူကသူ့မှာငကိုတဲ့ choice ကနှစ်ခုရှိတယ်မိခင်စီပြန်မလားဒီ home မှာပဲနေမလားသူကသူ့ရဲ့တီးစိတ်ကောမတီးစိတ်ကောကနေပြီးတော့ပြန်ပြီးတော့ဟိုဖြစ်တာပြန်ပြီးတော့ဆိုတော့ Persephone အနေနဲ့သူ့မှာ choice ကနှစ်ခုရှိတယ်မိခင်ရင်ဝင်ထဲမှာပဲအေးချမ်းချမ်းကလေးလေးလို့ပြန်နေမလားဒါမှမဟုတ်ဒီမြေအောက်ကဘာမှာပဲ Hades နဲ့ဆက်နေမလားအဲ့ဒီချိန်မှာသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူတလေးဒီစားလိုက်တာလည်းပါပေါ့ဒီ Dionysos ကိုပြန်ပြီးတော့ Eos အနေနဲ့မွေးဖွားစေတဲ့တလေးဒီကိုသူကစားပြီးတော့မြေအောက်သခင်နဲ့ပဲအတူနေ Hades နဲ့ပဲအတူနေထိုင်ခဲ့ရပေါ့အဲ့တော့ဒီ Meroic ကြာလာပြီဆိုရင် the high priestess ကြာလာပြီဆိုရင်ကိုယ်တိုင်တိစိတ်ကနေတိရဲ့ wisdom တွေရှိတယ်intuition တွေရှိတယ်ပြီးတော့သူကမြေအောက်ကဘာရောကဘာမြေပေါ်မှာရောနေရတဲ့နှစ်ဖျားမှာဖြစ်တဲ့အတွက်သူက meditator အနေနဲ့နှစ်ဖက်စလုံးကိုစီစဉ်ညှိနှွေးပေးရတယ်သူမှာသူ့ရဲ့ရွေးချယ်မှုပေါ့သူ့ရဲ့ choice တစ်ခုအနေနဲ့သူကအလင်းမှလည်းမရှိဘူးအမှောင်မှလည်းမရှိဘူးအလင်းနဲ့အမှောင်ကြားကိုဆက်ပေးတဲ့လူအတယောက်အနေနဲ့ယက်တည်ပေးတယ်ဆိုတော့ဒီလိုချက်တွေကြောင့်ကိုယ့်ရဲ့ကံကြမ္မာမှာthe high priestess ကကြာလာပြီဆိုရင်ကို intuition ကိုလက်ခံမှာကို intuition အမှန်ဆုံးပဲကိုရဲ့မတီးစိတ်ကရောတီးစိတ်ကရောဖြစ်လာတဲ့ရသက်ကိုလက်ခံမှာပြီးကြရင်ဒီအလင်းနဲ့အမှောင်ကြားကိုရဲ့မကောင်းစိတ်နဲ့ကောင်းစိတ်နဲ့ကြားမှာညှိနှိုင်းပြီးတော့နေထိုင်မှာအဲဆိုရင်အရာရာအလုံးအဆင်ပြေသွားလိမ့်မယ်ကျေးဇူးတင်ပါတယ်